ဘာလို့မျက်နှာရလောက်စူပုံနေရလဲ ဘင်းနဲ့အဆင်မပြေလို့ ဟာအဲ့ဒါဆရာမဘာလုပ်ပေးရမလဲပြော ဘင်းနဲ့အဆင်ပြေအောင်လုပ်ပေး ဟာဘယ်နဲ့အဆင်ပြေအောင်တော့ဆရာမမလုပ်ပေးတတ်ဘူးတခြားဘာတောင်းဆိုမလဲ အားဆိုရင်ဘင်းနဲ့အဆင်ပြေတဲ့ကာလာဆိုပေး အဲ့ဆိုရင်တော့ရတယ်လုံးဝအဆင်ပြေတော့အောင်လုပ်ပေးမယ် ဟုတ်တယ်ဆရာမတေချာတော့လုပ်ပေးနော်ဆရာမတေချာမလုပ်ပေးလို့ရှင်ခိုင်ကဆက်ခံစားနေရမှာ ဟဲ့တဲ့ရခန်းစားချက်တွေကိုဆရာမယူပြီးတော့အလားတုံးဖြစ်အောင်လုပ်ပေးလိုက်ဟဲ့နော် ကြည့်မယ်လေ လုံးဝဘယ်နဲ့လဲအဆင်ပြေသွားစေရမယ်ကာလာလေးလည်းတလလေးဆိုပေးလိုက် ကဲဘယ်နဲ့အဆင်ပြေတယ်ကာလာဟုတ်မဟုတ်သွားမေးလိုက်မယ်နော်ဘယ်နဲ့အဆင်ပြေလားမပြေလားချက်တော့ ကိုနဲ့ပုံအခုပဲပြောပြီးသွားပြီဘင်းနဲ့ဒါအဆင်ပြေသွားပြီ ရန်ကိုအဆင်ပြေသွားပြီ ရမ်းအဆင်ပြေသွားပြီသူကလည်းကြိုက်တယ်လို့ပြောတယ်ကိုလည်းကြိုက်တယ်ပြီးတော့ကိုကိုလည်းပြန်ချော့သွားတယ် Oh my god wow ဆရာမကိုရမ်းကျေးဇူးတင်နေပြီ โอเค ဆိုတော့ဘဲနဲ့အဆင်ပြေခြင်းတယ်ဆိုလို့ရှိရင်ဆ iam မစီမှာသပင်ပုံစံလာပြောင်းပါအဲကြရင်ဘဲနဲ့လည်းအဆင်ပြေကိုလည်းလှကွတ်တိပဲ